EN ဆိုတာအင်းလေးလို့ဆိုလို့ရှိရင် effective microorganism မြန်မာလို့ဆိုလို့ရှိရင်အကျိုးပြုအနုစီဝမြေကြီးထဲမှာရှိတဲ့အကျိုးပြုအနုစီဝလေးတွေကအဲ့ဒီပြောင်းလဲမှုဖြစ်စဉ်ကိုလုပ်ပေးတယ်အဲ့ဆိုမြင်သာထင်သာဥမာတစ်ခုနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အလူအိမ်တစ်ခုနဲ့ပဲကျွန်တော်တို့ကနိုင်ရှင်ကြည့်ရအောင်အလူတုတ်တဲ့ခါမှာလူတွေကသမင်းကိုစားကြတယ်ဆန်ကိုသမင်းပြောင်းလို့မျိုးလုပ်ပေးတာကအခုကအဲ့ဒီမြေအချင်းကန်ခတ်တို့လိုဟာမျိုးတွေနောက်ပြီးတော့အကျိုးပြုအနုစီဝမြေကြီးထဲမှာရှိတဲ့အကျိုးပြုအနုစီဝတွေစဖို့မူတယောက်သေးနဲ့ဆိုလို့ရှိရင်တည်င်းချက်ကိုတော်နဲ့မချက်နိုင်တယ်လို့မျိုးပဲစဖို့မူအယောက်20လောက်ရှိလို့ရှိရင်တော့တည်င်းချက်ကိုခဏလေးနဲ့ဖီးတယ်ကျွန်တော်တို့မြေကြီးထဲမှာရှိတဲ့အကျိုးပြုအနုစီဝလေးတွေအကောင်ကြီးနဲသွားလို့ရှိရင်ခုနကကျွန်တော်တို့ကဆန်ကနေပြီးတော့ထမင်းဖြစ်ကိုပြောင်းပေးတယ်ဖြစ်စီကနှေးတယ်အဲ့ဒီအကျိုးပြုနုစီဝါလေးတွေကျွန်တော်မြေကြီးထဲမှာအများကြီးဖြစ်နေလို့ရှိရင်ဆန်ကနေပြီးတော့ထမင်းဖြစ်ပြောင်းပေးတယ်ဖြစ်စီကမြန်တယ်ဘာကြောင့်မလို့ကျွန်တော်တို့မြေစီတွေပို့သုံးလာလဲဆိုတော့ဓာတ်မြေဩဇာတွေကကျွန်တော်တို့နှစ်စဉ်သုံးလာတဲ့အခါမှာခုနကျွန်တော်တို့မြေကြီးထဲမှာရှိတဲ့အကျိုးပြုအနုစီဝါလေးတွေမရှင်းတန်နိုင်တော့ဘူးအဲ့ဒီဇီဝအကောင်လေးတွေကခုနဓာတ်မြေဩဇာတွေတောက်လျှောက်သုံးလာလို့ရှိရင်အဲ့ကောင်လေးတွေနေသွားတယ်ပိုးသက်ဆေးတွေဖောင်းသက်ဆေးတွေတောက်လျှောက်ပမာဏများများသုံးလာလို့ရှိရင်အဲ့ဒီအကောင်လေးတွေနေသွားတယ်အဲဆိုတော့မြေကြီးထဲမှာအဲ့ဒီအကောင်လေးတွေနေခြင်းများခြင်းကခုနဓာတ်မြေဩဇာသုံးပြုမှုရော့ခြင်းနေခြင်းနဲ့အများကြီးသက်ဆိုင်တယ်အဲ့ဒီအကောင်လေးတွေအနေအများကိုကျွန်တော်တို့ကဘလို့မျက်မြင်နဲ့ကျွန်တော်တို့ကမြင်နိုင်လဲဆိုတော့ခုနအပင်ကြီးတွေအောက်ကမြေကြီးအယောင်နဲ့ကျွန်တော်တို့လေကွင်းနေပူကြဲကြဲတဲ့အောက်ကမြေကြီးအယောင်တူလားမတူဘူးအပင်ကြီးတွေအောက်ကမြေကြီးအယောင်ကဘယ်လိုနေလဲပွားပြီးအယောင်ညိုညိုလေးတွေကျွန်တော်လေကွင်းထဲကအယောင်ကဖြူဖြူရောဝါဝါလေးတွေနောက်ပြီးတော့မြေကြီးရဲ့ဟိုမွားမွားရရလည်းမတူဘူးเนาะကျွန်တော်တို့ကလေကွင်းထဲကမြေကြီးဟာကြစ်ကြစ်ခက်ခဲဖြစ်နေတယ်အပင်ကြီးတွေအောက်မှာနှစ်ရှည်ဖြစ်တဲ့အပင်ကြီးတွေအောက်မှာကျွန်တော်မြေကြီးတွေကမွားမွားရရဖြစ်တယ်နောက်ပြီးတော့မြေအဆိုဓာတ်ကရောဒီအပင်ကြီးတွေအောက်မှာရှိတဲ့မြေကြီးရဲ့အဆိုဓာတ်ကကျွန်တော်တို့အဆိုဓာတ်လေးတွေပိုများတယ်ဟိုးလေကွင်းမှာအခုရေသွင်းထားတာမဟုတ်ဘူးဗျာကျွန်တော်နှွေးကူကျွန်တော်မှဆိုလို့ရှိရင်အဆိုဓာတ်မရှိဘူးအဲ့ဒါကိုကြည်ချင်းအဖြစ်အဲ့ဒီအပင်ကြီးတွေအောက်မှာကျွန်တော်တို့အဲ့ဒီမြေကြီးကိုเนาะအဲ့ဒီမြေအပင်အောက်ကမြေကြီးရဲ့လေကွင်းထဲကမြေကြီးရဲ့ကိုကျွန်တော်တို့ကတစ်ခုကိုယူလိုက်ယူပြီးတော့ဓာတ်ခွဲကမ်းမှာတွားပြီးတော့စမ်းသပ်ကြည့်လို့ရှိရင်အဲ့ဒီအပင်ကြီးတွေအောက်မှာရှိတဲ့မြေကြီးမှာအကျိုးပြုအနုဇီဝဆိုတဲ့ effective microorganism တွေတိမ်တောင်မကရှိနေတယ်ကျွန်တော်တို့လေကွင်းထဲမှာရှိနေတဲ့မြေကြီးဖြူမှာတော့အကျိုးပြုအနုဇီဝလေးတွေကတော်တော်ကြီးကိုနည်းနေတာကိုထွားတွေ့ရတယ်